ဟေရှာယနာဂတိကျမ်းအခန်းကြီး43အငယ်19ကြည့်ရှုလောအမှုတစ်ကိုငါပြုမည်ယခုပေါ်လာလိမ့်မည်သင်တို့သည်အမှန်သိမြင်ရလိမ့်မည်အကယ်စင်စစ်တော၌လမ်းကို၎င်းလွင်ပြင်၌စီးသောရေကို၎င်းငါဖန်ဆင်းမည်ဒီကျမ်းသာကတော့မျောလင့်ခြင်းပြောင်းနေတဲ့သူတွေလမ်းပြောင်းနေတဲ့သူတွေစိတ်ဓာတ်ကျနေတဲ့သူတွေအတွက်ဘုရားသခင်ရဲ့ဂရုတော်ဖြစ်ပါတယ်ဒီကျမ်းသာကိုရေးတုန်းကလည်းဘာဘူးလုံမှာเนาะကျွန်တော်တို့ဘာဘူးလုံရဲ့ဖမ်းသွားချုပ်ထားခြင်းခံရပြီးတော့เนาะကိုယ့်ပြည်ကိုယ့်ရွာကိုစွန့်ပြီးတော့နေခံရတဲ့သူတွေအဲ့ဒီသူတွေမျောလင့်ချက်ပျောက်နေတဲ့သူတွေအမိမြေပျောက်နေတဲ့သူတွေเนาะအဲ့ဒီလူတွေအတွက်ကိုအဲ့ဒီဣသရေလလူမျိုးတွေအတွက်ကိုဟေရှာယအားဖြင့်ဘုရားသခင်သည်ဒီလိုမျောလင့်ချက်ကိုပေးထားတဲ့ကျမ်းစာဖြစ်ပါတယ်ဘုရားသခင်သည်မဖြစ်နိုင်သောအခြေအနေတွေကိုဖြစ်နိုင်သောဘုရားဖြစ်တဲ့ဆိုတော့ဒီကျမ်းစာကပြောနေပါတယ်တကယ်တော့ခန္ဓာရထဲမှာမြစ်တစ်ခုဖန်ဆင်းဖို့ဆိုတာဘလို့မှမဖြစ်နိုင်6တွေ့နေတဲ့ခန္ဓာရရေမရှိတဲ့အရက်မှာဒါပေမဲ့ဘုရားကပြောတယ်သူဖြစ်ဆိုရင်ဖြစ်တာပဲခန္ဓာရထဲမှာမြစ်ကိုဖြစ်စေမယ်ဒါကြောင့်မလို့ဒီဂတိတော်ကအဆုံးစွန်ဒီကျွန်တော်တို့ပေးထားပြီးသွားပြီနော်ဘာမှစိတ်ပူကြမလို့ဘူးငါဟာမင်းတို့ရဲ့အခက်ခဲတွေအခြေအနေတွေတိုင်းမှာငါဟာအသက်ကိုဖန်ဆင်းနိုင်တော့ဘုရားဖြစ်တယ်နော်ကျွန်တော်အခြေအနေတွေကိုပြောင်းပြန်လှန်ပြစ်နိုင်တော့ဘုရားဖြစ်တယ်မဖြစ်နိုင်ဘူးဆိုတဲ့အရာတွေကိုဖြစ်နိုင်စေတော့ဘုရားဖြစ်တယ်ဆိုတော့ဒီကျမ်းစာကကျွန်တော်တို့ကိုအားပေးနေတာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ဒီကျမ်းစာကိုဖတ်တိုင်းမှာဘာကိုဖြစ်စေလဲဆိုမျှော်လင့်ခြင်းကိုဖြစ်စေတယ် HOP hope ဆိုတဲ့မျှော်လင့်ခြင်းကိုဖြစ်စေတယ်ဒါကြောင့်မလို့ဒီနေ့ဒီကျမ်းစာလေးကိုခြေပြုပြီးတော့ HOP hope မျှော်လင့်ခြင်းရဲ့အတိတ်ပဲကိုကျွန်တော်တို့အတူတူစဉ်းစားကြည့်အောင်ဒီစကားလုံးလေးတွေကနေပြီးတော့ပထမအဆုံး H ကတော့ whole God promises ဖြစ်ပါတယ်ဟိုကင်ဆွဲပါเนาะကျွန်တော်တို့မျှော်လင့်နေဆိုတာကဖခင်ရဲ့ဂတိတော်တွေကိုကင်ဆွဲရတာเนาะခုနကလိုမျိုးပဲဣသရေလလူမျိုးတွေကိုပြောသလိုပဲเนาะဘလောက်ပဲသူတို့မှာလမ်းပြောင်းနေပါသေးဖခင်သခင်ကလမ်းကိုဖန်ဆင်းပေးမယ်တဲ့အဲ့တော့အဲ့လိုမျိုးပြောတဲ့အခါမှာကျွန်တော်တို့ကချက်ချင်းတော့လမ်းမတွေ့သေးဘူးဒါပေမဲ့လည်းဘာလို့ရလဲအဲ့ဒီဖခင်ရဲ့ငါဖခင်သခင်ကငါ့ကိုလမ်းကိုပြမဲ့ဖခင်ဖြစ်တယ်ဖန်ဆင်းပေးမဲ့ဖခင်ဖြစ်တယ်အဲ့တော့သခင်ယေရှုကလည်းပြောပါတယ် I am the way the life and the truth ကိုရောကသူဟာလမ်းကြီးဖြစ်တယ်တမန်တရားဖြစ်တယ်အသက်ဖြစ်တယ်တော့ဆိုလိုချင်တာကတော့ကျွန်တော်တို့ဘဝတက်တာမှာလဲဣသရေလလူမျိုးတွေလိုမျိုးအခြေအနေမျိုးတွေမျောလင့်ချက်မဲ့နေတဲ့အခြေအနေမျိုးတွေပျောက်ဆုံးနေတဲ့အခြေအနေမျိုးတွေလမ်းမတွေ့တဲ့အခြေအနေမျိုးတွေအဲ့လိုမျိုးအခြေအနေမျိုးတွေမှာဖခင်သခင်ကဒီဂရိစကားကိုပေးထားပါတယ်သခင်ယေရှုဟာတင့်နာမှာရှိပြီးတော့တင့်ကိုလမ်းပြတော်ဖခင်ဖြစ်တယ်အဲ့တော့ဘာလုပ်ဖို့လိုလဲဆိုတော့ကျွန်တော်တခါလေကျွန်တော်တို့ရဲ့အခက်အခဲတွေချက်ချင်းမပြေလည်သွားသေးခင်မှာဆက်ပြီးတော့မလုပ်မယ်ဟိုးဖခင်ရဲ့ဂတိတော်ကိုကင်ဆွဲပြီးတော့ကျွန်တော်တို့ဆက်လက်ပြီးယုံကြည်ခြင်းနဲ့အသက်ရှင်ဖို့အရေးကြီးတယ်ဆိုတော့တွေ့ရပါတယ်ဒါပေမဲ့ကျွန်တော်တို့ဘာဖြစ်လဲလူတွေကနော်ကျွန်တော်အဲ့လိုမျိုးကြုံလာပြီးဆိုရင်စိုးရတဲ့အခြေအနေတွေပြဿနာတွေပေါ်မှာပဲကျွန်တော်တို့ကအာယုံဆိုင်လိုက်ကြတယ်ကျွန်တော်တို့ဖခင်ရဲ့ဂတိတော်တွေကိုမေ့သွားတယ်ဒါပေမဲ့ချစ်တော်မိတ်ဆွေသင်ဟာမျှော်လင့်ချက်မဲ့တဲ့လူတယောက်မဖြစ်ချင်ဘူးဆိုရင်တော့ဖခင်သခင်ရဲ့ဂတိတော်ကိုကင်ဆွဲပြီးတော့ God is good all the time ဖခင်သခင်ဒီအမြဲတမ်းကောင်းမြတ်တယ်ဆိုတဲ့အရာကိုသတိရဖို့ဖြစ်တယ်ဘုရားသခင်ဒီမဖြစ်နိုင်သောအခြေအနေတွေကိုပြန်ပြောင်းပြီးတော့အသစ်ပြင်ဆင်ပြီးတော့ဘုရားဖြစ်တယ်ဆိုတာကိုကျွန်တော်တို့သတိရဖို့ဖြစ်ပါတယ်။နော်အာဗြဟံရဲ့အသက်တာမှာကြည့်လိုက်ရင်ကျွန်တော်တွေ့ရပါတယ်။အာဗြဟံကိုလူမျိုးကြီးဖြစ်စေမယ်လို့ပြောတယ်။နော်အဲ့ချိန်မှာသူ့အမျိုးသမီးရဲ့အသက်ကကလေးရနိုင်တဲ့အရွယ်မဟုတ်တော့ဘူး။သူလည်း85နှစ်ဖြစ်နေပြီ။ဘလို့မှမဖြစ်နိုင်ဘူး။ဒါပေမဲ့ဘာလို့ရလဲ။ဟိုးကင်ဆွဲရတယ်။နော်တနေ့10နှစ်နဲ့ဖြစ်လာတော့မဖြစ်လာဘူး။အားလုံးပေါင်းသူဘယ်နှစ်တောင်25နှစ်တောင်မှပဲအသက်100ကျမှပဲဒီဂတိတော်ကမှန်လာတယ်အဲ့တော့ဘုရားသခင်ကသူ့ကို25နှစ်တောင်စောင့်ခိုင်းတယ်အဲ့ကာလထဲမှာအာဗြဟံတို့ဘာလုပ်ရလဲ Whole God promise ဘုရားရဲ့ဂတိတော်ကိုကင်ဆွဲပြီးတော့เนาะကျွန်တော်တို့ယုံကြည်ခြင်းနဲ့ကင်ဆွဲပြီးအသက်ရှင်ခဲ့ရတာဖြစ်တယ်နောက်ဆုံးမှာတော့တကယ်ပဲဖြစ်လာတယ်ဒီနေ့အထိတိုင်အောင်လူမျိုးကြီးဖြစ်စေတယ်ဆိုတော့ကျွန်တော်တို့ဘုရားသခင်ရဲ့ဂတိတော်မှန်ကန်ကြောင်းကိုကျွန်တော်တို့တွေ့ရပါတယ်နောက်တစ်ခုကတော့ O ကတော့ open your eyes เนาะကျွန်တော်တို့ဝိညာဉ်မျက်စိကိုဖွင့်ဖို့ဖြစ်တယ်တခါလေကျရင်ကျွန်တော်တို့ကနော်ကျွန်တော်တို့မျက်စိကန်းနေတာရှိမျက်စိကန်းနေဆိုတာဝိညာဉ်မျက်စိကန်းနေတာတခါလေလူကမြင်ရတယ်ဒါပေမဲ့ဖះကိုမမြင်နိုင်ဘူးကျွန်တော်တို့ဟောလောဘဒေါသမောဟတွေဖုံးလွှမ်းနေတဲ့အချိန်မှာအခက်အခဲပြဿနာတွေကဖုံးလွှမ်းနေတဲ့အချိန်မှာကျွန်တော်ကြောက်ရွံ့မှုတွေကဖုံးလွှမ်းနေတဲ့အချိန်မှာကျွန်တော်တို့ဖះကိုမမြင်နိုင်တော့ဘူး spiritual blindness လို့ခေါ်တယ်ဝိညာဉ်ရေးကမျက်စိကန်းခြင်းတမန်ကျမ်းစာထဲမှာလည်းကျွန်တော်တို့အေလိရှဲကိုရှုရိစစ်တပ်ကြီးကအလုံးရင်းနဲ့လာပြီးတော့ဝိုင်းထားတဲ့အချိန်ဖြစ်တယ်အဲ့တော့နောက်တစ်နေ့မိုးလင်းရောတဲ့နော်ကျွန်တော်တို့အေလိရှဲရဲ့ဂျုံကပါနော်ထပြီးတော့ချိလိုက်တဲ့အခါမှာမြင်းစည်းသူရဲ့ယထာစည်းသူရဲ့ဘိုလ်ကြီးတို့ဒီမြို့ကိုဝိုင်းလျက်ရှိတယ်အဲ့မှာ तू အရန်ကြောက်သွားတယ်အရန်များပါလားဘယ်လိုလုပ်ရမလဲ
အဲ့ကမှာအေလိရှေကဘာပြောလဲမစိုးရိမ်နဲ့ငါတို့ဘက်၌နေတော်သူတို့သည်ရန်သူတို့ဘက်၌နေတော်သူတို့တဲ့တာ၍များတယ်ဆိုပြီးတော့ပြောပြီးတာနဲ့အေလိရှေဆုတောင်းနေတယ်ဘယ်လိုဆုတောင်းလဲဆိုရင်အိုထာဝရဘုရားဤသူသည်မြင်နိုင်မိကြောင်းသူ၏မျက်စိကိုဖွင့်တော်မူပါဟုဆုတောင်းသည့်တိုင်တဲ့ထာဝရဘုရားသည်ထိုလူလင်မျက်စိကိုဖွင့်တော်မူသဖြင့်အေလိရှေပတ်လည်၌တထောင်လုံးသည်မီးရထားနှင့်ပြည့်သည်ကိုမြင်လေ၏တဲ့ဒီအေလိရှေရဲ့ဂျုံကအရင်ဆုံးဘာတွေကိုမြင်လိုက်လဲဆိုရင်ရှုရိတက်ကြီးကိုမြင်တယ်ဒါပေမဲ့အေလိရှေကဝိညာဉ်မျက်စိကိုဖွင့်ပေးပါဘုရားသခင်သူ့ရဲ့မျက်စိကိုဖွင့်ပေးပါလို့ဆုတောင်းပေးလိုက်တဲ့အခါမှာဘုရားသခင်မျက်စိဖွင့်လိုက်တဲ့အခါမှာနော်ဒီထက်ပိုပြီးတော့များတယ်နော်ကျွန်တော်တို့တထောင်လုံးမှာဘုရားရဲ့ကောင်းကင်တမန်တက်ကြီးကိုမြင်ရတယ်အဲ့တော့ဒီလိုမျိုးပါပဲကျွန်တော်ရဲ့ဘဝသက်တာမှာဒီခါကျရင်ကျွန်တော်တို့ကကိုကြုံနေရတဲ့အခက်အခဲတွေအရန်ကြီးမားတယ်လို့ထင်တယ်နော်ကျွန်တော်တို့ကလမ်းကိုလည်းမတွေ့နိုင်ဘူးမမြင်နိုင်ဘူးကြောက်စိတ်တွေနဲ့ပြဿနာပေါ်မှာပဲကျွန်တော်အာယုံစိုက်တဲ့အခါမှာဘုရားကိုမမြင်နိုင်တော့ဒါကြောင့်မို့ကျွန်တော်တို့ဒီဟာအရေးကြီးတယ်ဘုရားသခင်ကိုဆုတောင်းဖို့အရေးကြီးတယ်ကျွန်တော်တို့ကိုရောမြင်မရစေကိုရောရဲ့လမ်းကိုကျွန်တော်ပြပါနော်ကျွန်တော်တို့ဒါကြောင့်မလို့အဲ့လိုမျိုးဘုရားသခင်ရဲ့လမ်းကိုဝိညာဉ်မျက်စိကိုဖွင့်ပေးတဲ့အခါမှာဘုရားကဆက်ပြီးတော့ဖွင့်ပေးတဲ့အခါမှာယုံကြည်ခြင်းကလည်းတက်လာပြီးတော့ကျွန်တော်မြင်နိုင်တယ်ဘုရားကိုမြင်နိုင်တယ်ဘုရားရဲ့လမ်းကိုမြင်နိုင်တယ်မျှော်လင့်နိုင်အဲ့ခါမှာပဲဆက်ပြီးတော့မျှော်လင့်ခြင်းကရှင်သန်နေဆိုတော့တွေ့ရပါတယ် HOP နောက်တစ်ခုကတော့ pursue God way ဖြစ်ပါတယ် pursue ဆိုတာကတော့လိုက်လျှောက်ရတာဖြစ်တယ်နော်လိုက်လျှောက်ရတာဖြစ်တယ်ဘုရားသခင်က I am the way လို့ပြောတယ်ဘုရားသခင်ကကျွန်တော်တို့ကိုလမ်းပြတယ်ဒါပေမဲ့ကျွန်တော်တို့ကအဲ့ဒါကိုမယုံကြည်ဘဲနဲ့လိုက်မလျှောက်လို့ရှိရင်ကျွန်တော်တို့ဘာမှဘဝတတမှာထူးခြားလာမှာမဟုတ်ဘူးဖခင်ကခေါ်ရင်ကျွန်တော်တို့ကလိုက်ရတယ်ဒါကြောင့်မို့ဖခင်ကလည်းအမြဲတမ်းခေါ်တာ follow me ငါနောက်ကိုလိုက်ပါလို့ပြောပါတယ်အဲ့တော့ကျွန်တော်တို့ကျမ်းစာထဲမှာကြည့်လို့ရှိရင်နော်ပေတရုကသခင်ယေရှုရေပေါ်မှာနော်ကျွန်တော်တို့လမ်းလျှောက်လာတာကိုတွေ့ရတယ်ဟောအဲ့ဒီကမှာပေတရုကလည်းသူလည်းဖခင်သခင်ကိုလှမ်းမေးတယ်ကိုတော့ကျွန်တော်လျှောက်လို့ရလားရတယ်ပေတရုလာခဲ့ခေါ်တဲ့အခါမှာနော်ပေတရုကရေထဲကိုမဆိုင်မတော့ဆင်းချသွားတယ်အဲ့မှာသူလမ်းလျှောက်နိုင်ရေပေါ်မှာအဲ့တော့ဒီအောင်ကြည့်တဲ့အခါမှာပေတရုကမယုံကြည်ဘဲနဲ့ဟာဒီလောက်နော်ကျွန်တော်တို့လေတွေပြင်းနေတာရေထဲမှာငါဘယ်လိုလမ်းဖြောင်းနိုင်မလဲဒါမဖြစ်နိုင်ဘူးဆိုပြီးတော့လှေပေါ်မှာပဲရက်နေတယ်ဆိုရင်ဒီအံ့ဩဖွယ်နမိတ်လက္ခဏာကိုပေတရုခံစားရမှာမဟုတ်ဘူးဒါတော့မှပဲပေတရုကနော်ခုနကတော့ဖျားကိုကြည့်နေတဲ့မျက်စိကနေပြီးတော့ရုတ်တရက်သူကလှိုင်းတွေကိုကြည့်လိုက်တဲ့အခါမှာဝိညာဉ်မျက်စိကွယ်သွားတဲ့ခိုင်းမှာသူမြုပ်သွားတယ်သခင်ရှုကပြန်ကယ်ရတယ်အဲ့လိုပဲကျွန်တော်တို့ဒါကြောင့်မလို့ open your eye နော်ကျွန်တော်တို့ဝိညာဉ်မျက်စိကိုဖွင့်ဖို့နဲ့တစ်ဖက်မှာလည်းအဲ့ဝိညာဉ်မျက်စိနဲ့ဖျားနောက်ကိုလိုက်ဖို့အတွက်လိုတယ်တော့ကျွန်တော်တွေ့ရမှာလိုက်လျှောက်ဖို့လိုတယ်ဒါကြောင့်မလို့ကျွန်တော်တို့ကပြဿနာတွေကိုပဲအာယုံစိုက်နေတော့ကျွန်တော်နစ်မြုပ်သွားမှာပဲဖျားသခင်ကိုအာယုံစိုက်ပြီးဖျားသခင်ခိုင်းတဲ့အရာတွေကိုလုပ်ရမယ်အိုးတွေကိုပြင်ဆင်ရမယ်ဖျားသခင်ကဘာကိုပြင်ဆင်ခိုင်းမလဲဖျားခင်ဘာလုပ်ခိုင်းမလဲဒီလမ်းကိုသွားပါဆိုရင်ကျွန်တော်တို့ဒီလမ်းကိုကျွန်တော်တို့လိုက်လျှောက်ဖို့သွားဖို့လိုတယ်ဖျားစကားကိုနားထောင်ပြီးလိုက်ဖို့လိုတယ်ဒါကိုလည်းကျွန်တော်တို့တွေ့ရပါတယ်ထို့တူပဲကျွန်တော်တို့ယောရှုမတ်စာထဲမှာလည်းအဲ့လိုပဲဗြိညစ်တတာကိုထမ်းထားတဲ့ယေဘရဟိတ်ရဲ့ခြေပွားကတဲ့ဂျော်ဒန်မြစ်ကိုသွားနင်းရမယ်နင်းလိုက်တော့မှရေတွေကရက်မယ်အဲ့တော့ပြောချင်တာအရင်ဆုံးဘာလုပ်ရလဲဆိုရေတွေမရက်သွားခင်မှာအရင်ဆုံးခြေလန်းလှမ်းရတာဖြစ်တယ်ခြေလန်းလှမ်းလိုက်လျှောက်ရတာဖြစ်တယ်တော့တွေ့ရပါတယ်ဒါကြောင့်မလို့ HOP နော် pursue နောက်ဆုံးတစ်လုံးကတော့ E ဖြစ်ပါတယ် E ကတော့ expect God river ဖြစ်ပါတယ်အဲ့တော့ဖျားသခင်ရဲ့မြစ်ကိုမျှော်လင့်ပါတဲ့နော်ကျွန်တော်ဖျားသခင်လှုပ်ပေးနိုင်တယ်ဆိုတော့မျှော်လင့်ဖို့တူတယ်ဒီကျမ်းစာထဲမှာပြောထားတယ်နော်ကျွန်တော်တို့ကန္နာရထဲမှာမြစ်ကိုဖြစ်စီမယ်ဘယ်လိုမှမဖြစ်နိုင်ဘူး6တွေ့ပြီးတော့ရေမရှိတဲ့အရာကြီးမှာဘယ်လိုလုပ်ပြီးမြစ်ကဖြစ်မှာလဲဒါပေမဲ့ဖျားသခင်ဒီဖန်ဆင်းရှင်ဖြစ်တယ်ဆိုတော့မမေ့ဖို့လိုပါတယ်သင်ကိုလည်းဖျားသခင်ဖန်ဆင်းထားတယ်ကမ္ဘာလောကကြီးတစ်ခုလုံးလည်းဖျားသခင်ဖန်ဆင်းထားတယ်ဖျားသခင်ဖြစ်စေလိုတယ်ဆိုရင်ဒီနေရာကဖြစ်ကိုဖြစ်လာမှာပဲဖြစ်တယ်ဒါကြောင့်မလို့ဖျားရဲ့ဂရုတော်ကိုကျွန်တော်တို့ကင်ဆွဲဖို့အတွက် expect နော်ကျွန်တော်မျှော်လင့်ဖို့လိုပါတယ်ယုံကြည်ခြင်းနဲ့မျှော်လင့်ဖို့လိုတယ်။နော်ကျမ်းစာကပြောပါတယ်ထာဝရဘုရားကိုမျှော်လင့်တော်သူတို့မူကအားပြည့်ကြမယ်အားပြည့်ကြမယ်။အဲ့တော့ကျွန်တော်မျှော်လင့်ပြီးတော့ဆက်သွားဖို့ဖြစ်တယ်ဆိုတော့တွေ့ရပါတယ်။ဒါကြောင့်မလို့ဒီကျမ်းစာကပေးတဲ့ HOP hope နော်မျှော်လင့်ခြင်းဆိုတာကဒီအဓိပ္ပာယ်လေးဖြစ်ပါတယ်။နော်ဘုရားသခင်ရဲ့ဂရုတော်တွေကိုကျွန်တော်တို့တွေယုံကြည်စွာနဲ့ကင်ဆွဲထားမယ်။ပြီးရင်ကျွန်တော်တို့ဝိညာဉ်မျက်စိကိုဖွင့်ပေးဖို့ဘုရားသခင်မြင်မှာအမြဲတမ်းဆုတောင်းပြီးတော့နော်ကျွန်တော်ဝိညာဉ်မျက်စိကိုဖွင့်ထားဖို့လိုတယ်။ပြီးရင်ဘုရားသခင်ကလှုပ်ခိုင်းတဲ့ຢာတွေကိုဘုရားရဲ့နော်ညွန်ပြတဲ့လမ်းတွေကိုကျွန်တော်တို့တွေယုံကြည်နဲ့versus လိုက်လျှောက်ဖို့လိုတယ်ပြီးလို့ရှိရင်ဖခင်ကိုအမြဲတမ်းမျှော်လင့်ဖို့လိုတယ်ယုံကြည်စွာနဲ့မျှော်လင့်ပြီးဆက်လက်ပြီးဆွဲကင်ဖို့လိုတယ်ရေတကြေလမှာတွေ့ရပါတယ်6တွေ့နေတဲ့အယိုးတွေဘလို့မှမရှင်သန်နိုင်တော့တဲ့အရာတွေကိုတော့မှဖခင်သခင်ကအသက်ကိုမှုတ်သွင်းလိုက်တဲ့အခါမှာအသက်ကိုသွင်းလိုက်တဲ့အခါမှာเนาะကျွန်တော်တို့အယိုးတွေကနေပြီးတော့
နော်အသားအရည်တွေနဲ့လူတွေပြန်ဖြစ်လာတယ်ဆိုရင်ဖျားသခင်မတက်နိုင်တော့အရာမရှိဘူးတမန်ကျမ်းစာကတင့်ကိုဒါပြောနေပါတယ်ဖျားသခင်မတက်နိုင်တော့အရာမရှိဘူး impossible ဆိုတာဖျားသခင်နဲ့တွေ့ I am possible ပဲဖျားသခင်နဲ့အတူဆိုရင် with God all things are possible ဖြစ်တယ်ဆိုတာကိုသိရှိပြီးတော့နော်ကျွန်တော်တို့ဒီဟေရှာအနာဂတ်ကျမ်းအဖြစ်မျှော်လင့်ခြင်းကိုဆက်လက်ရှင်သန်လျက်ယုံကြည်ခြင်းကိုတိုးမြှင့်ကြပါစို့ဖျားသခင်ရဲ့ဂရုတော်တွေကိုကင်ဆွဲပြီးတော့နော်ကျွန်တော်တို့အသက်ရှင်ကြပါစို့လို့တိုက်တွန်းခေါ်ပေးလိုပါတယ်